မင်္ဂလာပါ One Swan Football Channel လေးကနေရောညီကိုတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ဒီ channel လေးထဲမှာဘောလုံးပွဲတွေကိုစိတ်ဝင်စားပြီးငွေကြေးနဲ့ရင်ခုန်နေကြတဲ့ညီကိုတွေအတွက်ကျွန်တော်ရဲ့အကြိုက်ဆုံးပွဲစဉ်တစ်ပွဲကိုရွေးထုတ်ပြီးညီကိုတို့ကိုကူညီပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ရွေးချယ်မှုတွေမှာလီကြီး9ခုအပြင်ဂျာမနီဘွန်ဒလီဂါ2နဲ့အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်တွေထဲမှာစိတ်ကြိုက်ဖြစ်ဆုံးပွဲစဉ်တစ်ပွဲကိုရွေးချယ်ပြီးသုံးသပ်ပေးသွားမှာလည်းဖြစ်ပါတယ်ဒါပြင်ကျွန်တော်က Wise ဘက်မှာစော်ကစားကြတဲ့ညီကိုတွေအတွက်အနိုင်အရှုံးအတွက်တသက်တာမဟုတ်ပဲနောက်ထပ်ရွေးချယ်ဖို့ကောင်းတဲ့နီလန်းလေးတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားကြဖို့တောင်းဆိုပါရစေ။ကျွန်တော်ရွေးချယ်မှုကညီကိုတို့အတွက်အကျိုးရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ One Swan Football Channel လေးကို Like and Subscribe လုပ်ပေးသွားကြပါအောင်ဗျာ။ဒီနေ့မှာကျွန်တော်ကည7:00နာရီမှာစောက်ကစားမဲ့ဂျာမနီဘွန်ဒလီဂါ2ပွဲစဉ်ဖြစ်တဲ့မန်စတာနဲ့ဟန်နိုဗာရဲ့ပွဲစဉ်လေးကိုရွေးချယ်ထားပါတယ်။ဒီပွဲလေးမှာဟန်နိုဗာကအဝေးကွင်းကနေမန်စတာကိုတလုံး90နိုင်9ပေါင်းကြီး3လုံး30နိုင်ဆိုပြီးတော့ဖွင့်လှစ်ပေးထားတာကိုတွေ့ရပါတယ်။ဂျာမနီလိတူမှာဟန်နိုဗာကအဝေးကွင်း9ပွဲအိမ်ကွင်း9ပွဲဆိုပြီးစုစုပေါင်း14ပွဲကစားထားပါတယ်။အဲ့ထဲမှာ10ပွဲနိုင်တယ်3ပွဲတည်ကြတယ်3ပွဲရှုံးထားတယ်ပေါ့နော်အဝေးကွင်းမှာဆိုရင်သူက9ပွဲကစားထားတာမှာ4ပွဲနိုင်တယ်3ပွဲတည်ရှုံးပွဲလုံးဝမရှိထားပဲနဲ့အဝေးကွင်းအကောင်းဆုံးအသင်းအဆင့်ရက်တည်မှုရနံပါတ်1မှာရှိနေတဲ့အသင်းဖြစ်ပါတယ်သူတည်ကြတဲ့3ပွဲကဒိုင်နမိုဒရာဇန်ဒူတာဖရုအေဗာဘတ်အဲ့3နဲ့သူကတည်ကြထားတယ်ပေါ့နော်3ပွဲသလုံးမှာသူက2-2တွေပဲသူတည်ကြထားတယ်ဗျဒါဟန်နိုဗာရဲ့အဝေးကွင်းခြေစမ်းပါနော်။ဒါဆိုကျွန်တော်တို့မန်စတာရဲ့အင်ဝင်းကိုတွားပြီးတော့ကြည့်မယ်ဗျာ။မန်စတာအင်ဝင်း9ပွဲကစားတာမှာ3ပွဲနိုင်တယ်3ပွဲတည်1ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိထားတယ်။သွင်းကိုက17ခုပေးကိုက8ခုပဲရှိတယ်။အဲ့ဒီအထဲမှာသူကပက်တာဘွန်တို့ရှော့ကေးတို့သူက1-1နေစီးစီးကန်လာတယ်ပေါ့နော်။အဲ့နှစ်သင်းကသူ့ရဲ့အထက်သင်းတွေဒိုင်မိုဒရာဇန်လည်းသူကအောက်သင်းဖြစ်တဲ့ဒိုင်မိုဒရာဇန်လည်းသူကတည်တော့ကြထားတယ်ပေါ့နော်သူနိုင်ထားတဲ့ပွဲစဉ်တွေမှာဆိုရင်နံပါတ်ပါမယ် entrance ပါမယ် hosting ပါအဲ့3သင်းကိုနိုင်ထားတယ်ဒူဆယ်တော့ကိုကျတော့သူကပြန်ရှုံးထားတယ်ဗျ1-2နဲ့ပေါ့နော်ဒူဆယ်တော့အောက်သင်းကိုအကုန်လုံးကတော့သူ့ရဲ့အောက်သင်းပေါ့နော်ဟိုဟာလေးပဲနံပါတ်3သင်းပဲသူနဲ့အထက်အောက်ရက်တည်တဲ့အသင်းတစ်ခုရှိအောင်နော်အဲ့လိုမျိုးသင်ကိုသူကနိုင်ထားတယ်ပေါ့နော်နံပါတ်ကိုတော့သူက2-1နဲ့နိုင်ထားတယ်အဲ့တော့ကျွန်တော်တို့မန်စတာရဲ့ခြေစမ်းကိုလေ့လာကြည့်တဲ့အခါမှာမန်စတာကအသင်းကြီးနေဆိုရင်သူကသူ့ရင်ကွင်းမှာပြန်ပြီးတော့ခံနိုင်နေရှိတယ်အသင်းသေးတွေနေဆိုရင်သူကနည်းနည်းလေးရော့တယ်ဗျအသင်းကြီးသူ့ရင်ကွင်းမှာလာကန်ရင်သူကပြန်ပြီးတော့ခံနိုင်တယ်ပေါ့နော်အဲ့ဒါပတာဘွန်တို့ရှော့ကီးတို့ပွဲကြည့်လိုက်ရင်သိနိုင်တယ်1-1ပဲပတာဘုံဆို1-1ပဲကြာတယ်ဗျာရှော့ကေးဆိုရင်9တောင်မသိနိုင်ဘူးစီးပဲရှိတယ်ဒါသူ့အိမ်ဝင်ပေါ့နော်မန်စတာရဲ့အိမ်ဝင်မှာဒီနှစ်သင်းလာခံတဲ့အခါမှာ1-1စီးပေါ့တကိုးထထောင်ပို့မသိနိုင်ဘူးဗျာသူ့အိမ်ဝင်မှာဆိုရင်မန်စတာလိုသူ့အိမ်ဝင်မှာအသင်းကြီးတွေကိုခံနိုင်တဲ့ရှိတဲ့ပွဲမှာဟန်နိုဗာကဝေးကွင်းကနေတလုံး90ဆိုတဲ့ကြီးရာကျွန်တော်အနေနဲ့ဆိုရင်ဒီကြီးကပြင်းတယ်လို့ပဲသတ်မှတ်တယ်ဗျအဲ့တော့ဒီညမှာဟန်နိုဗာကမန်စတာကိုအနိုင်ဆုံးတကူနဲ့နိုင်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပြီးတော့ဖွင့်လှစ်ပေးထားတဲ့9ပေါင်းကြီး3လုံး30ရတယ်ကျွန်တော်ကဒီပွဲမှာ9အောက်လေးကိုပဲသဘောကျတယ်ဘာဖြစ်လို့ဆိုတော့ဟန်နိုဗာကပီတာဘွန်လိုအသင်းကိုမပေးရပဲနဲ့2စီးနဲ့နိုင်ခဲ့တာပေါ့နော်နောက်ဆုံးကစားခဲ့တဲ့အဝေးကွင်းပေါ့အကွင်းမှာဆို0-2နဲ့ဟန်နိုဗာကအဝေးကွင်းကနေနိုင်ခဲ့တာဗျာဒီရှင်တွေကိုကြည့်ရင်ဟန်နိုဗာရဲ့ခံစစ်ဆန်းဆောင်မှုကတော်တော်လေးကောင်းတယ်လို့ဆိုပြီးကျွန်တော်ကသတ်မှတ်တယ်အဲ့တော့ကျွန်တော်ဒီနေ့မှာအကုန်လုံးကိုခြုံငုံပြီးသုံးသပ်လိုက်တဲ့အခါမှာကျွန်တော်ရဲ့ဒီနေ့တကြောင်းနဲ့အကြိုက်ကတော့ဟန်နိုဗာဘော်ဒီပဲဖြစ်ပါတယ်ဖွင့်လှစ်ပေးထားတဲ့ဘော်ဒီကြီးတစ်လုံး90နိုင်9ပေါင်းကြီး3လုံး30ဆိုတာကျွန်တော်စိတ်ထင်ဘူဂီကကျွန်တော်တို့ကိုဂိုးပေါ်ကိုလိုက်စေခြင်းတဲ့ပုံစံမျိုးကိုခေါ်ထားတာဗျအဲ့တော့ body ကြီးကိုပျော့တယ်လို့ထင်စေခြင်းနဲ့ဂိုးပေါ်ကိုလိုက်စေခြင်းတာဗျကျွန်တော်ကတော့ဒီနေ့မှာ Hannover body ဟိုပဲ
ကျွန်တော်ကကြိုက်တယ် Hanover body ပဲကျွန်တော်ရွေးချယ်ပါတယ်ကျွန်တော်ထင်တာမမှားဘူးဆိုရင်ဗျာဒီဘွဲက0102 12အဲ့3ခွက်ထဲရပဲဝင်မယ်လို့တော့ကျွန်တော်ထင်တယ်အခုထပ်ပြီးကျွန်တော်က wine ဘက်မှာစော့နေကြတဲ့ဒီကိုတွေအတွက်ရွေးချယ်ပေးထားတာလည်းရှိတယ်ဗျ wine ဘက်မှာဒီနေ့ Hanover ဘက်ကအနိုင်သက်သက်ကို 1.79 ဆိုပြီးတော့ပေါက်နေတယ်1000ထိုးရင်18900အရောရမယ်9900အမြင့်ရမှာပေါ့ဗျာကျွန်တော်ကတော့လောင်စားလုပ်တဲ့အခါမှာကိုယ့်ဘက်က investment ရှင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့သူ့စီကမျိုးမြတ်လေးရရင်လည်းဗျာလောင်စားလုပ်တာပဲဟုတ်တယ်မလားကိုယ့်ဘက်ကနည်းနည်းပြီးမယ်သူ့စီကများများယူရင်ပိုကောင်းတာပါဗျာအဲ့တော့ကျွန်တော်ကြည့်ထားလေးရှိတယ်ဒီနေရာလေးပါပေါ့နော်ဒီနေရာလေးမှာ2, reset အပေါင်း total ဆိုပြီးတော့စာကြောင်းလေးရှိရကြအောက်ကိုလေးနည်းနည်းဆွဲလိုက်အဲ့ဒီမှာ2, reset အပေါင်း total ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီမှာကျွန်တော်က W2 and TU 4.5 ကို 2.16 ပေးတယ်ဗျာ1000ထိုးရင်21,600ရမယ်ဗျာသူ့ရဲ့သဘောတရားက W2 ဆိုတာကျွန်တော် Hanover ဗျာ TU ကတော့total under ပေါ့6ပေါင်းအောက်ပေါ့ဗျာ 4.5 က4လုံးအောက်ပေါ့เนาะအဲ့လိုရမယ် 2.16 ကတော့ကျွန်တော်1000ထိုးရင်21,600ရမယ်နော်ကျွန်တော်အမြက်က11,600ရမယ်ဗျာခုနအနိုင်တက်တက်မှာဆိုရင်1000ထိုးရင်9,900ပဲရမယ်ဗျာဟုတ်ပြီကျွန်တော်တို့က1000ထိုးတော့ကျွန်တော်တို့သူ့ရှီကနေ11,600ရတာခုန9,900ရတတ်တဲ့ဆိုင်ဗျာပို့ပြီးတော့မိုက်တာပေါ့ဗျာဟုတ်တယ်မလားကျွန်တော်ဘာလို့ TU ယူလဲဆိုတော့ကျွန်တော်ကဒီနေ့မှာ6အောက်ကိုကြိုက်တာဗျ6အောက်ကိုကြိုက်တယ်သူပေးတဲ့9,900အမြတ်ကိုကျွန်တော်ကဒီထက်ပို့ပြီးတော့လိုချင်လို့ဗျာအဲ့တော့ဒီစာကြောင်းလေးက reset အပေါင်း total မှာကျွန်တော်သွားစော့မယ် W2 and TU 4.5 2.16 ဆိုတဲ့ဟာလေးကိုကျွန်တော်ရွှေ့ချက်ပေးခြင်းနဲ့ voice back ကညီကိုလေးလည်းဒါလေးကိုစမ်းကြည့်ဖို့ကျွန်တော်ကတော့အကြံပြုခြင်းနဲ့ဗျာဒါမှမဟုတ်ဘူးကိုက risk မယူခြင်းဘူးဆိုရင်လည်းရတယ် W2 တက်တက်ပဲစော့1000ထိုးရင်9,900မြတ်မယ်ညမှာကျွန်တော်ပြပြခြင်းတဲ့အကြောင်းကဒီကျွန်တော်ရေးပေးတဲ့ W2 and TU 4.5 ကိုနားမလည်တဲ့ညီကိုတွေပေါ့နော်တီဗီသားညီကိုတွေကတော့ကြော်သွားလိုက်ပါနော်ကျွန်တော်ကပြပြခြင်းကဒီ W2 ဆိုတာ Hanover နိုင်ရမယ်နှစ်ဖက်သင်္ကိုကလည်း၄လုံးအောက်ဖြစ်ရမယ်ပေါ့ဗျာအဲ့သဘောတရားကိုပြောတာပါဟုတ်ကဲ့ညီကိုတို့အားလုံးကံကောင်းကြပါသည်ဒီနေ့ကျွန်တော်ရွေးချယ်ပေးတဲ့ရွေးချယ်မှုလေးကညီကိုတို့ကိုအကျိုးရှိခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ 1s1 football channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါဦးဗျာအားလုံးကျေးဇူးတင်ပါတယ်